ဒီရက်ပိုင်းရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကလူတွေများပြီးတော့မှကြိတ်တိုးစီကားနေတယ်ဆိုလို့ရှိရင်လှော်ကားဥယျာဉ်မှာလည်းမီနီဇူးလေးတွေရှိပါတယ်နော်ဒီနေရာမှာတက်ကက်လေးတွေဝယ်လို့ရတယ်နော်ကားကြီးဆိုလို့ရှိရင်9000ပေးရတယ်ကားသေးဆိုရင်3000ပေးရတယ်လူကြီးဆိုလို့ရှိရင်တော့တယောက်ကို4000နှုန်းနဲ့ပေါ့နော်ဒီမှာလဲပတ်လို့ရပါတယ်မီနီဇူးဆိုတော့လေတရိတ်ဆန်တွေကတော့အများကြီးမရှိဘူးပေါ့နော်ဒါပေမဲ့ကြဲကြဲဝန်းဝန်းရှိပြီးတော့မှလူတွေအလောက်အရန်မများတဲ့အတွက်ကြောင့်မို့လို့အေးအေးဆေးဆေးလက်ပဲကြည့်ရှုလို့ရတယ်ပထမဆုံးတွေ့ရတာတော့ရွှေသမင်လေးတွေပေါ့နော်သူတို့ကိုအစာကျွေးလို့ရတယ်အခုကရောက်သွားတာနေ့လယ်ပဲဖြစ်နေတော့လေသူတို့တွေကနေပူတဲ့ကိုတိတ်မထွက်ကြဘူးအရိတ်ထဲမှာပဲရှိနေတယ်လာကြည့်တဲ့သူများပေမဲ့လေအစာကျွေးတာနဲ့တော့အန်တီကစိတ်ကောက်ဒီဘက်ကိုဆက်ပြီးသွားလိုက်မယ်ဆိုလို့ရှိရင်ကြားရဲ့နေရာရှိတယ်ပေါ့နော်ကြားလေးကလည်းအဲ့လိုနေပူလို့ဆိုပြီးတော့အရိတ်ထဲကပဲပတ်သွားတယ်ပြီးတော့အစာကျွေးတာနဲလို့လာတော့မသိဘူးပေါ့နော်ပိန်ညောင်းနေတာပဲဒါပေမဲ့တော့ကြားအစ်စ်ကိုတွေ့ရတော့စိတ်ထဲမှာတစ်မျိုးကြီးပဲနောက်ထပ်တနေရာကတော့ဝုံဝုံလေးတွေရှိတဲ့နေရာပေါ့နော်ဝုံဝုံလေးကတော့6កောင်လောက်ရှိတယ်ဒီထဲမှာ2កောင်ပဲအပြင်ထွက်တယ်4កောင်ကတော့နေပူလို့လားမသိဘူးအထဲမှာနေတယ်ပြီးတော့နည်းသူတို့နဲ့မတည့်ဘူးရမ်းမှုတယ်လို့ပြောတယ်သူတက်ဘယ်လောက်ရှိလဲဟိုက9နှစ်ဟိုက4နှစ်သူတို့လေးကိုတော့ချစ်လို့ဆိုပြီးတော့မှအစာကျွေးဖြစ်ခဲ့တယ်ဒီကြပါလားဒီမှာကတပန်းကို2000 3ပန်းကို9000နဲ့ရောင်းတယ်အပြင်ကအစားအစာတော့ကျွေးလို့မရဘူးပေါ့နော်သူတို့စီကပဲဝယ်ပြီးတော့မှကျွေးရတာဟုတ်တယ်အဲ့ကောင်နာဝင်ရက်လေးနောက်တစ်နေရာကငှက်ကလေးတွေရှိတဲ့နေရာပေါ့နော်ငှက်ကတော့တိတ်အများကြီးတော့မရှိဘူးဒါပေမဲ့ဘာငှက်အမျိုးအစားလဲဆိုတဲ့ဟာလေးစာလေးတွေမရေးထားတော့လေတစ်မျိုးလေးပဲဒီငှက်ဆိုမသိဘူးလင်းတာလားဟိုတိတ်ငှက်လားမကွဲဘူးပေါ့နော်နောက်ဒီဘက်မှာတွေးတာကတော့တိတ်ငှက်လို့တော့ထင်တာပဲစာလေးရေးထားရင်တော့ပိုသိမယ်ကျန်တာကတော့ဒေါင်းလို့ဘာလို့ကတော့တိတ်ခွဲကြမလို့လေးပေါ့နော်သိရတယ်မိချောင်းတွေရှိတဲ့ဘက်ကိုတော့မသွားလိုက်ဘူးနေအရန်ပူတာဆိုတော့ဒီဘက်ပြခန်းထဲကိုရှိတဲ့နေရာပဲသွားလိုက်တယ်ပြခန်းထဲမှာတော့ဒီမှာတွေ့ခဲ့တဲ့ငှက်တွေပေါ့နော်ငှက်တွေတရိတ်ဆန်နေနဲ့တည်သွားတဲ့ဟာတွေကိုပြန်ပြီးတော့မှသူကရုပ်လုံးပြန်ဖော်ထားတာပေါ့နော်အဲ့ဒီဟာလေးတွေအကုန်လုံးထည့်ထားပေးထားတယ်မိချောင်းဥကလေအရန်တော့လည်းမကြည့်ဘူးအရန်တော့လည်းမသေးဘူးနော်ပျော်ရွှင်တရားတို့ကြပွင့်ပွားကြတို့လေကလေးတို့ရေဒီမြစ်တဲ့နေတွေမင်းတို့ကျင်လေပြီဘုဒ္ဓတာလေရရန်ချင်းတလေးဆန်ဥယင်ခုပင်ပွားမယ်နေဟုတ်ပါတယ်သားတို့ရေဟုတ်ပါတယ်လက်သမီးတို့ရေတကယ်အသက်ရှိပြီးတဲ့ဟာကိုမှလေရုံလုံးပြန်သွင်းထားဆိုတော့တချို့အကောင်ညာလုံးဝတကယ်အသက်ရှိအကောင်လိုမျိုးပဲအသက်ဝင်တယ်အဲဒီလောက်ပဲပတ်ချိခဲ့ပြီးတော့လော်ကားဥယျာဉ်ထဲကိုသွားခဲ့ပါတယ်အရင်တုန်းကလေဒီလိုဝင်ချင်းနေရာမှာဆိုလို့ရှိရင်လေတမင်တွေအုပ်လိုက်ကြီးထွက်လာတယ်အခုတမင်တွေလုံးဝမတွေ့တော့ဘူးထင်တာတော့ဟိုဘက်ကမီနီဇူးဘက်ကိုပဲရောက်သွားကြပြီထင်တယ်မြောက်တွေကအရန်ပေါ်လာတယ်ပြီးတဲ့ခါကျတော့ဟိုလာတဲ့ဧည့်သည်နဲလို့ပဲထင်တယ်သူတို့တွေကလေလမ်းမကြီးပေါ်မှာပဲတက်နေကြတယ်အစာတွေကလေအထဲမှာလည်းဝယ်လို့ရတယ်ဒါပေမဲ့ဟိုလက်မဖြတ်တဲ့နေရာမှာဝယ်လို့ရှိရင်တော့များများပို့ပြီးတော့ဝယ်လို့ရတယ်ပုံမှန်ဆိုရင်တော့စင်တွေကတနေ့ကို3ချိန်လာပဲထုတ်တာပေါ့နော်အခုကသူထုတ်တဲ့အချိန်လားဒါမှမဟုတ်ဒီစနေတင်းနဲ့ပေးရမို့လို့ပဲတနေ့ကုန်မဲ့ဒီမှာထားတာလားတော့မသိဘူးပေါ့နော်လာတိုင်းကိုစင်စာကျွေးတဲ့ချိန်နဲ့အကြုံကြိုက်တယ်ပေါ့နော်ကလေးတွေကျွေးနေရဆိုတော့လေကိုတော့မကျွေးတော့ပါဘူးတို့ပဲလာပြီးဗီဒီယိုရိုက်
တစ်လုံးအိမ်လေးတွေရှိတဲ့ဘက်ကိုလည်းဝင်ပြီးတော့မှကြည့်ခဲ့တယ်မြောက်တွေကတော့တော်တော်ပေါ်တာနောက်နေ့လေရောက်ပြီဆိုတော့ဘိုက်ကဆာလာတာနဲ့ဒီဘက်ကြာကန်ရှိတဲ့ဘက်ကိုလာခဲ့တယ်ကြာကန်ကလေမိုးတွင်းမှာပဲအပြည့်ရှိတယ်ထင်တယ်အခုချိန်မှာတော့ကြာကန်ကတိတ်ပြီးတော့မလှနေဘူးကျွတ်တွတ်ကျက်တဲ့ဖြစ်နေတယ်စားစရာရှိတာစားတပုံရိုက်စရာရှိတာရိုက်ပြီးတော့ပြန်လာခဲ့ကြပါတယ်ဒီနေရာမှာတော့ရေဆော့လို့ရတာပေါ့နော်ကလေးတွေရေဆော့ချင်တယ်ဆိုလို့ရှိရင်တော့အဝတ်အပိုလေးတွေယူခဲ့ဒီဘက်မှာရေတွေများတယ်ရေလိုရေကျနေတဲ့အချိန်ပဲဆော့လို့ရပါပေါ့နော်ရေနေတဲ့အချိန်ဆိုလို့ရှိရင်တော့ဒီလိုရေတကွန်လေးလိုဖြစ်မနေတော့လေရေဆော့တဲ့သူမရှိဘူးရေလည်းပေးမဆော့ဘူးပေါ့နော်ဒီအပန်းဖြေစကန်3နာရီရောက်ပြီဆိုလို့ရှိရင်เนาะထွက်ပေါက်ရာနဲ့နီးနေပြီဒီမှာကုတ်ပစ်လေးတွေပေါ်မှာနေရာယူတချို့ကဒီဘက်မှာ lunch တွေပေါ့နော်အိမ်ကနေထုတ်ပိုးလာတာစားတယ်မဟုတ်ဘူးဆိုရင်လည်းဒီစားတော့ဆိုင်ကနေမှဝယ်ပြီးတော့မှစားလို့ရတယ်အေးစစ်စစ် chill တပုံရိုက်ပြီးပြီဆိုလို့ရှိရင်เนาะပြန်လာလို့ရပါပြီ